ကိုယ်တိုင်မဖြစ်ဘူးသေးပဲတကယ်ကိုချင်းစာနိုင်ကိုမလွယ်မှန်းပို့ပြီးသဘောပေါက်ခဲ့ရတဲ့ကာလပါပဲငလျင်ဆိုတဲ့သဘာဝဘေးကတကယ်စက္ကန့်ပိုင်းမိနစ်ပိုင်းခုနလေးကမှပြုံပြုံရွှင်ရွှင်ပျော်ပျော်ပါပါပျော်ပျော်ဆူဆူရှိနေကြအောင်ပဲအခိုက်တန့်ကလေးတစ်ခုတွင်းမှာပဲပျောက်ကွယ်ပျက်စီးသွားရတယ်မိသားစုတွေဆွေမျိုးရင်းရှာတွေချစ်သူခင်သူတွေဆုံးရှုံးရတယ်ငွေကပြန်ရှာလို့ရပါတယ်ဆိုရင်တော့ကိုတစ်သက်လုံးရှာဝေစုဆောင်လာတဲ့အရာတွေခဏလေးအတွင်းဆုံးရှုံးသွားတာငွေ4 သိန်း 5 သိန်းလောက်လင်ခံရရင်တော့ဘလို့ခံစားရတယ်လဲစဉ်းစားကြည့်အခုကပျက်စီးမှုလည်းများတယ်အချိန်ကလည်းတကယ်တူတူလေးစိတ်ပိုင်းဆိုင်ရာအရာဘာပြင်ဆင်ချိန်မှမရခဲ့ဘူးနောက်ဆက်တွဲကျန်းမာရေးလူမှုရေးစိတ်ပိုင်းဆိုင်ရာပြဿနာတွေကိုလည်းရင်ဆိုင်ကြရလိမ့်ဦးမယ်မြင်သမျှကလည်းတကယ်အနိဋ္ဌာယုံတွေတော်ယုံလူကြုံမှုမှမဟုတ်တဲ့အရာတွေပါဒီလိုချိန်မှာအပေါ်ယံအပိစကားပြောတာတရားပြနေတာတွေထက်သူတို့ခံစားချက်ကိုအရှိကိုအရှိတိုင်းလေးနားထောင်ပေးတာရင်ဖွင့်ချင်တာကစလို့ဘာအကူညီလို့ကိုရှိကြောင်အသိပေးတာတွေကပို့အကူညီဖြစ်လိမ့်မယ်လို့ထင်တယ်တကယ်လို့ကိုယ်တိုင်လည်းစိတ်အဆင်မပြေနေဘူးဆိုရင်ဘာမှမပြောနဲ့ဘာမှမရေးနဲ့မဟုတ်ရင်ဒဏ်ရာရပြီးသားလူတွေကိုနောက်ထပ်စိတ်ဆင်းရဲစရာတွေထပ်ပေးနေမိမှာဆိုလို့အထူးသဖြင့်လူမှုကွန်ရက်ပေါ်အတိုင်းအတာတစ်ခုထိလူသိများသူတွေပူတတိထားတဲ့တယ်ကာယကံရှင်တွေမှမဟုတ်ပဲတပြည်လုံးအတိုင်းအတာနဲ့ကိုတွေ့ဝိုက်ပြီးစိတ်ထိခိုက်မှုတွေကြုံနေရပါတယ်အဲ့ဒီအခါအများစုမှာ guilt လို့ခေါ်တဲ့အပြစ်ရှိတယ်လို့ဖြစ်တဲ့ခံစားချက်မျိုးရလာတယ်စိတ်တက်တွေကျလာတယ်လှုပ်ရှင်ကန်ခြင်းစိတ်တွေညော့နေလာတယ်ဒါစိတ်ကျမ်းမာရေးအတွက်မကောင်းသလိုတစ်ဖက်မှာလည်းအဲ့ဒါကိုဖြေဖျောက်ဖို့ကြိုးစားရင်ဒလွဲတချော်တွေလုံးမိတတ်တယ်ဥပမာ post တွေသတင်းတွေမစီစစ်ပဲမြင်သမျှအကုန်ကူးတင်ပြစ်တာမျိုးတကယ်တော့အကူကြီးတစ်ခုခုဖြစ်စေချင်တာပဲနေရတာမပျော်တော့လို့အတုံးမကျသလိုခံစားလာရလို့တခုခုထလုပ်တာသို့တော့အဲ့လိုလုံလိုက်တော့မှသတင်းမားတွေပိုပြတ်ပြီးရှုပ်ကုန်တာပေါ့ motivation ပေးတာတရားပြတာနားချတာတွေကလည်းအဲ့ဒီတိုင်းပဲကုညီပုံကုညီနီးမမှန်တော့ဖတ်ရသူတွေကိုစိတ်ပူရှုပ်ထွေးစေတယ်တကယ်ခက်ခဲနေသူတွေဖတ်မိရင်လည်းဘလောက်တောင်ဒေါသထွက်ကြရမလဲစဉ်းစားကြည့်ငွေလူတာတော့မှလူတွေတအားလူကျင်နေတာသိတော့လိမ်မဲ့ fish အတုတွေပေါ်လာတယ်ထမင်းတို့တွေအများကြီးဖြစ်ပြီးတိုးကုန်တာပိုရှန်ကုန်တာတွေလည်းဘယ်သဘာဝဘေးကိုကူးတော့ငါဖြစ်ဖြစ်ရှိခဲ့ဘူးကြတယ်အဲ့အတွက် gate ကိုဖြေဖြောက်တဲ့နေရာမှာပို့ပြီးနီးမှန်လမ်းမှန်နဲ့လှုပ်ချစေခြင်းတယ်ဘသူကမှအန်ဒီမဖြစ်နိုင်တာတွေပေါ့တကယ်လေးထိရောက်မဲ့အရာတွေပေါ့လှုပ်အားမကူနိုင်တော့ငွေလူတန်းတာစိတ်ချယုံကြည်ရတဲ့သတင်းရင်းမြစ်သို့မဟုတ်လူပုဂ္ဂိုလ်ကတင်ထားတဲ့ post တွေကိုဦးစားပေးမျှဝေတာတခုခုမျှဝေတော့မယ်ဆိုလဲအချိန်လေးနည်းနည်းတော့ပေးပြီးစီစစ်တာစသဖြင့်လုပ်လို့ရပါတယ်စိတ်ပိုင်းဆိုင်ရာအတွက်လည်းနားထောင်ပေးတာသူတို့ခံစားချက်ကိုအတိအမှတ်ပြုတာလိုအပ်မဲ့အရာတွေအတွက်ကူညီပေးနိုင်သူတွေနဲ့ချိတ်ဆက်ပေးတာဒီလိုနည်းတွေနဲ့ကူလို့ရတယ်ပို့ပြီးစိတ်ထိခိုက်သွားစေမယ့်စကားလုံးတွေအရေးသားတွေကိုတော့ရှောင်စေချင်ပါတယ်ကျွန်တော်ဆိုဒီတစ်ခါသဘာဝဘေးမှာနိုင်ငံရေးအကြောင်းတော့သိမပြောဖြစ်ပါဘူးပြောရတာအကြောင်းလည်းထက်နေပြီမို့နောက်ပြီးကိုမိသားစုသာဒီလိုဖြစ်ခဲ့ရင်ကိုလည်းအဲ့လိုစာတွေဖတ်နေကြမှာမဟုတ်ဘူးတွေးမိလို့ပါတခါရေးဘူးသလိုအပြစ်ရှိသလိုဖြစ်တဲ့ခံစားချက်ကောင်းပါတယ်လူမှန်ရင်ရှိကိုရှိရလိမ့်မယ်ခုငလင်မှမဟုတ်ပါဘူးမြန်မာပြည်မှာဒုက္ခပင်လယ်ဝင်နေတာ4 နှစ်ကျော်ခဲ့ပါပြီအမြဲထမ်းပိုးထားရမယ်မဟုတ်ပေမဲ့အဲ့ဒီခံစားချက်ကဖြစ်ကိုဖြစ်ရမယ်မဖြစ်ပဲကိုနဲ့မဆိုင်သလိုပြောနေနိုင်တယ်အလုပ်တွေလုပ်နေနိုင်တယ်ဆိုရင်ဒါတခုခုမှားနေတာပါသို့တော့လွန်ကဲသွားရင်တော့ကိုယ့်ရဲ့ကျန်းမာရေးကိုထိခိုက်လာတတ်တယ်ဒါကြောင့်ကန်တွေဖြည့်ရှင်းသင့်ပါတယ်အဲ့လိုဖြည့်ရှင်းရထွက်ပေါက်ပေးရမှာလဲအများအတွက်အကူအညီမဖြစ်တော့အနှောက်အယှက်ပိုမဖြစ်ရစေဘူးတတိထားစေခြင်းလေတိတ်တိတ်ကလေးနေခြင်းတူတူသိမ့်နေခြင်းကမပေးတတ်နဲ့ပေးနေတဲ့အကူအညီတွေထက်တစ်ခါတလေပိုအသုံးတည့်တတ်ပါတယ်